的这无敌，我亲爸，哎，我打亲爸。亲爸啊，不是骗的，暖的。哎，没对了不？我在一度个了不漏那么低了，看耶。哎，亲爸。我这个没你那为啥俺是呀？菜没菜的，我提供。可能哦，可能把这标呢，可能。哎呀，都他给你标呢嘞，都让补了不漏那么低了。今天也搞的啊，嘞什么啥起来不漏那么低，让我晒的小苗看耶。哎，过来一来，你把来过一过，人家把挨上个标。哎，不漏了，不漏去，不漏老了呢。啊，ဒီလိုဆိုမဖြစ်တော့ဘူး။ရာဒီဦးကတနေ့ထက်တနေ့ပို့ဘူးလား။ဒီကိစ္စကိုဖြေရှင်းဖို့ရွာသားတွေခေါ်အောင်ခင်ဗျ။ ဒီနေ့လည်းရေမရတော့တပတ်တော့ကြာပြီ။တောင်ပေါ်ရေလည်းခန်းကုန်ပြီရေတွင်ထားတဲ့ပိုက်လေးရေရောမလား။ဟိုအပေါ်လေးရေကုန်ဘယ်လိုလုပ်ရမလဲ။ဒီတော့ပူနေကွာ哎，怎么？我不太够嘛，我不太唔到。။အဲ့ဒါအမပါပြီ။ဒါကိုခွင်းတော့ကလုံးခေါ်你到你国西边你国国上你来是不啦？那个，那有对不啦？一那好的。။အဲ့လေကျော်လေပါဟုတ်တယ်ဥထားကြီးဟိုနေ့ဥထားကြီးခေါ်တယ်ဘာလုပ်လဲ 哎，ဒီမှာရွာမှာပြဿနာနည်းနည်းရှိရထင်လို့ခေါ်လိုက်တာ။ဟင်းရတယ်လေအဲ့လိုဖြစ်တယ်လို့တင်းကြရတယ်။မတူလို့စီရအဲ့လိုမျိုး။ အေးဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲကျွန်တော်တီးနေတယ်ဖြစ်ထိုးဖို့ဒီနေ့ဟိုမိုးရဒီတုံးလေးရေချန်လို့တီးငါပါကုန်ပြီဒီမျိုးစေးလည်းမအောင်ကွာဒီနေ့စောင်းလေရောက်ရေခန်းကုန်ပြီတီးရပါရေကောင်းကောင်းမရဘူး အေးဒီမှာမိုးတင်းလဲရေတအားကြီးတယ်။စောင်းတင်းလဲပူတယ်။ຫນွေဘက်ဆိုရင်ကျွန်တော်ဘလို့နေရမှာမသိဘူး။ဒါတော့ပူနေတယ်။ အဲ့ဒါမောချင်းပါလေဘလို့လဲလဲဆက်ဘလို့ ကျွန်တော်ခူတုံးကကောင်းမဲကျွန်တော်ပို့ရဒီတော့ပူနေနွမ်းတော့ဗော အဲ့မလေးပေးရေ ရောင်းအားတီးတယ်များရောင်းအားမကောင်းတော့ကျွန်တော်ဘလို့တက်နိုင်မလဲဒီပူတဲ့ရာဒီတို့သူ့ကြောင့် ဒီတော့ပူနေတယ်။အဲ့ကျွန်တော်ဘလို့လို့ အေးဥထားကြီးဒီလိုလောက်ကောင်းမလားဥထားကြီးအဆက်တော်ရှိတယ်ဆိုတော့ကျွန်တော်တို့ပညာပွေးဟောပြောပွဲခုလောက်လိုက်ရင်မကောင်းဘူးလား အေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီရာဒီဥတုပူနေတာကဘလို့ဖြစ်လို့ပူတာလဲ။နောက်ပြီးတော့အဲ့လိုမျိုးမပူမှာဘာလို့လောက်ရမလဲဆိုတာကျွန်တော်တို့လည်းမသိဘူး။ကျွန်တော်သိတဲ့တရားရောက်ကျွန်တော်ရှာမှာဖြစ်မယ်။အဲ့ကျွန်တော်ကဆက်သွယ်ရှိရထင်တယ် အေးအုတ်ကြီးဒီလိုလောက်လားဟိုဆွေအုပ်ရုံးနဲ့ဆက်တော်လိုက်ပြီးတော့ရောက်ပညာရှင်ရောက်ခေါ်လာခဲ့ပါနော် ။ဒီခေါ်ရမယ်ဒီကိစ္စနဲ့ဖြေရှင်းမရဘူး။ โอเคဒါကဟိုမြို့နယ်အုပ်ချုပ်ရေးမှူးကနေတစ်စင်အုပ်ချုပ်ဆက်သွယ်ရလာပြီပေါ့ဒါရန်ကုန်ကပေါ့ဒီတဘောပုံဝင်ချင်းဆိုင်ရာကြီးဒီလေးဆောက်ရှောက်ရေးနဲ့ဒုတိယပညာရှင်ပေါ့မိအကောင်းဆောင်ဒါကျွန်တော်တို့ရဲ့ရွာပါလေ ဒီနေ့ကျွေးရလာကြတဲ့ဒီလိုရနာပေါင်းရဲ့ဒီကြီးများရှင်ကဘာကြီးပူနေလာမှုနဲ့တဘာဝပုံချင်တိုင်းနိုင်စေရန်ဟောပြောပွဲမှာကျမအနေနဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ကျမအနေနဲ့ဒီနေ့ဟောပြောပွဲကိုမစားခင်မှာရဒီရနာများဘယ်လိုမျိုးကြုံရနေရလဲဆိုတာကျမအနေနဲ့အားလုံးရဲ့စကားတင်ကိုနားဆင်စေချင်ပါတယ် 你要不是，这个人不能让我个讲个这个这样的。 ဟုတ်ကဲ့အခုလိုမျိုးကဘာကြီးပုံမှန်မှုဆိုတာကຫນွေရဒီမှာအရင်လိုအပ်တာတဲ့အရင်လည်းဖြစ်နေနောက်ပြီးတော့ဆောင်းရည်ဆိုအေးနေအရင်အေးနေနောက်တော့ရေတွေလည်းတအားကြီးနေကြီးနေဟိုလာမိုးကြီးရေရှင်တွေဖြစ်နေအဲ့ဒီဟာတွေအကုန်လုံးကကဘာကြီးကဒီလေးလာရတဲ့အကြောင်းလေးနဲ့ဆိုင်တယ်လို့ပြောရှင်တွေကအဲ့လိုပြည့်စုံကြပါတယ် ကျွန်တော်လည်းစီနေတယ်ကဘာကြီးဒီတော့ခုနေလာတယ်အဲ့ဒါဘယ်ကနေစဖြစ်လဲပါကြပြီးဒီဖြစ်ပြလာတယ်ဒီချင်းဒါကမေးလိုက်တဲ့မေးနှုန်းနဲ့ပတ်သက်ပြီးတော့ဒီအားလို့ကကဘာကြီးဒီမေးလာမှုရအကြောင်းရင်းကကျွန်မ
ကျွန်တော်ပြီးတော့ပြပြချင်ပါတယ်ပထမဆုံးအနေနဲ့ plastic လူသားတွေက plastic ကိုအောင်ကျဉ်တော့နိုင်တယ်နောက်တစ်ခုကလောင်စာဆီတွေကနေတစ်စိတ်လေထုတဲ့ကိုရောက်တော့အိုဇုံးတွေကနေထိခိုက်သွားတယ်။တစ်ချက်ကတော့တစ်တော်တွေလိုမျိုးခောက်ပြတ်မှုကြောင့်ဖြစ်တယ်။ ကျွန်တော်မေးနေတာတစ်ခုရလေဒီကျွန်တော်မိခိုလည်းတောင်ပေါ်ရလက်ခန်း6ခုပြီးကျွန်တော်တင်းနာလည်းမပြည့်စုံဘူးဆိုတော့ဒီပါကြီးကုလို့လည်းမဟုတ်ကြောင်းကိုကျွန်တော်ဖြည့်ရှင်းလေးတွေရှိပါမလားလို့ပြောပြပေးလို့ရမှာပါ ဒါတွေကိုဘယ်လိုရှင်းရလဲဆိုတော့အခုလိုမျိုးမဖြစ်စေဖို့အတွက်ကာကွယ်တဲ့နည်းလမ်းကအတောင်းဆုံးနည်းလမ်းလို့ကျွန်မအနေနဲ့အဲ့လိုmessage ပေးချင်ပါတယ်အဲ့လိုမျိုးထားတော့ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတော့ပထမဦးဆုံးအနေနဲ့တစ်တော်တွေကိုကာကွယ်ရမယ်တစ်တော်တွေအလုံးကြီးခောက်ထင်းတာကိုရှောင်ပြရမယ်နောက်တစ်ခုကတော့အဲ့လိုရေကြီးရေရှင်တွေကာကွယ်ဖို့အတွက်ရေစီမံကိန်းခက်ွယ်မှုတွေကိုအကောင့်ထဲပေါ်ရမယ်နောက်တစ်ခုကဒီလိုမျိုးအတောင်းဆုံးပစ္စည်းတွေမှာ plastic နဲ့ဆိုင်တဲ့ထုတ်ကုန်တွေကို short တိတလား short ရမယ်နောက်တစ်ခုကအဲ့ဒီ plastic တွေကို recycling ပြန်လုပ်နိုင်ဖို့တော့အလုပ်ဆောင်ရမယ်အခုလိုကဲရိုးတဲ့ data နဲ့ဆိုင်ရဲ့နေရာတွေမှာဆိုရင်ဒီယူတော်တွေကိုခောက်ပြီးရှင်းလင်းမှုတွေပဲကာကွယ်ထားရမယ်နောက်ဆုံးအချက်ကဆိုရင်တော့အခုလိုမျိုးရက်ရွက်ပညာပေးပြီးဆောင်ရွက်ပေးချင်ပါတယ်ဒီပြဿနာတွေကိုအကောင်းဆုံးအနေနဲ့ကာကွယ်ပေးနိုင်ပါတယ် ဒါညာကြီးကုန်ပြီဆရာမလည်းအချိန်ကြာကြီးရှိကြနေတာမောနေတာပေါ့ဆိုဆရာမဒီဆုံးကျွန်တော်သိစတင်ပါတယ်ဆရာမတို့ပြောပြီးတော့ဟုတ်တော့ကျွန်တော်ရောသားစုပြီးအမှတ်တရားတစ်ခုနဲ့ကြားရအောင် ကဘာကြီးပူလို့လာမှုပြအောင်ကြိုတင်ကပွဲတာကကောင်းဆုံးနည်းလမ်းပဲ